Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကိုစီချန်ကျောင်းဆိုင်ကငါပြီးတော့စပြီးတော့ဝင်ပါပြီစပြီးဝင်တာနဲ့တရုတ်ဘုံကြီးကျောင်းမှာဝင်ပြီးတော့ကုသိုလ်ယူပါမယ်ရှင်ဒီဘုံကြီးကျောင်းလေးကကြတော့လေစီလာကလေးပါနော်လှမ်းပြီးတော့ကျောင်းပေါ်မှာမြင်နေရတဲ့ဘုံကြီးကျောင်းလေးပါအများအပြားတော့တရုတ်ရိုးရပါနော်တရုတ်ဘုံကြီးကျောင်းလေးဖြစ်ပါတယ်ဒါကတော့ပထမဦးဆုံးရောက်ဖြစ်တဲ့နေရာလေးပေါ့နော်လုံးဝကွာဒီကျောင်းကိုရောက်လို့ရှိရင်လုံးဝမသွားမဖြစ်သွားရမယ့်နေရာပေါ့နော်အရန်ကိုမှလှပပြီးတော့ပေါ့နော်သူကဘယ်လိုပြောရမလဲရှုခင်းတွေကလုံးဝကိုตายရတယ်ပေါ့နော်အရန်ကိုလှပြီးတော့ပေါ့နော်အဲ့လိုမျိုးကြောက်ဆောင်မအမြင့်ကြီးတွေကြီးတွေနဲ့တဲထရင်ဖို့တက်ပုံတွေအများကြီးရိုက်လို့ရတဲ့ဆင်ပြေတယ်ပေါ့နော်ဒီနေရာလေးရောက်လို့ရှိရင်ဆိုင်ကနာတဲ့နေရာမှာထီငားလို့ရတယ်ပေါ့နော်ထီကတစ်ချောင်းကို9ဘတ်နဲ့ငားရပါတယ်ရှင်ကေတော့ကြတော့ထီကကြတော့ငားတယ်ဒါပေမဲ့တရားအောင်မှထီမဆောင်ပါဘူးလို့ဘာဖြစ်လဲလို့ဆိုတော့ကျောင်းပေါ်ဒီနေရာလေးရောက်သွားတာနဲ့ကွာစိတ်ကလုံးဝကိုအေချမ်းလွတ်လပ်ပေါ့ပါသွားလို့ပေါ့နော်အဲ့ကြောင့်ထီလုံးဝမဆောင်ဘဲနဲ့ထီငားပြီးတော့9ဘတ်ပြီးပြန်ခဲ့ပါတယ်ကဲနောက်တနေရာကိုသွားပါမယ် let's go အဲ့ဒီနေရာတော့စင်ကယ်စီးရင်းနဲ့ကွာ view ကြည့်ုံလေးနဲ့တော့မှလုံးဝကိုဟိုဖြစ်သွားပြီတန်သွားပြီပေါ့နော်လုံးဝကိုပင်လေရေးအဲ့ဒီတောင်ပေါ်ကနေပြီးတော့အောက်ဆင်းလာလို့ရှိရင်အောက်မှာပင်လေကန်ဆက်ရှိတယ်ပေါ့နော်အဲ့ဒီမှာရေကစားလို့ရတယ်ကေတော့မကစားတော့ပါဘူးဒီနေရာမှာအင်ဂျင်လဲလို့ရတယ်အင်တာတက်လို့ရတယ်ချိုးလို့ရတယ်ပေါ့နော်ကေတော့ကဲအင်ဂျင်ကတစုံလဲပြီးတော့နောက်ဒီနေရာကိုဆက်သွားပါမယ်နောက်တနေရာကျတော့လုံးဝကိုကွာအော်နည်းနည်းလေးချော်ကျသွားတာနဲ့လုံးဝပင်လယ်ထဲကိုရောက်သွားမယ့်နေထားပေါ့နော်လုံးဝမြင်လိုက်တာနဲ့လုံးဝကိုအသေးအေးသွားတဲ့နေရာလေးပေါ့နော်စောစောစစားကြီးပုံမှာသွားပြီးတော့ထုံရိုက်ခဲ့ပါတယ်လို့တကယ်လည်းသွားဖို့ကောင်းတဲ့နေရာလေးပါကတော့ဒီကျောင်းကိုရောက်လို့ရှိရင်လူတိုင်းသွားပြီးတော့ပုံရိုက်ကြတဲ့ကိုပေါ့ဝါကြီးပါဒီနေရာကျတော့လူအရန်များတယ်ပေါ့နော်ပုံရိုက်ဖို့အတွက်ဆိုကြာကြီးစောက်ရတယ်ကဲရောက်ပါပြီဒါကတော့ကျမအရန်ကိုသဘောကျရတဲ့ဒီကျောင်းရဲ့တစ်ခုဒီတော်လေးနေရာလေးပေါ့နော်ဒီတစ်ပင်လေးနဲ့ဒီကြောက်ဆောင်လေးနဲ့ဒီပင်လေကန်ဆက်လေးနဲ့ကွာလုံးဝဘယ်လိုပြောမလဲအင်းနဲ့အေးချမ်းပြီးတော့လုံးဝအိမ်ပြန်ကျင်စစ်တော့မရှိတော့တဲ့ဒီနေရာမှာထိုင်ကျင်စစ်တွေပောက်သွားတဲ့ထိပါပဲပေါ့နော်ဒီနေရာလေးကကြတော့ကေတို့အိမ်ပြန်မဲ့လှေစိမ်းနဲ့မလားမကမ်းမှာပဲရှိပါတယ်ရှင်ကိုစီချာကားကနေပြီးတော့ကိုလိုရီကားကိုလေရတော့တနော်ရီကိုတခါထွက်ပါတယ်ရှင်ကိုဆိုလို့ရှိရင်ကေတော့အိမ်ပြန်ကြတော့မှာပဲဖြစ်ပါတယ်ဒီဘက်ကနေပြီးတော့ဟိုဘက်ကားရောက်ဖို့အတွက်လေ45မိနစ်စီးရတာမမေ့ပါနဲ့လုံးဝမမေ့ရဘူးနော်